အဲ့လေဖျားပြောတယ်လေဒါကာယကံဝစီကံမနောကံမနောကံအဓိကပဲစိတ်ကအဓိကပဲသူကဟိုဘုရားတစ်ခါအဲ့ဒါပြောတယ်လေတချို့ကကာယကံအရေးကြီးတယ်ဝစီကံအရေးကြီးတယ်ဆိုဘုရားမဟုတ်ဘူးမနောကံအရေးကြီးတယ်ခုနလေလမ်းသွားရင်းနဲ့ပို့အောင်နင်းပြီးသွားဒါကာယကံပဲအဲ့ဒါကံရောက်ပြီလားဆိုမရောက်ဘူးသူမှစိတ်မပါဘူးစိတ်ကအဓိကကြတယ်ပြောပြတာနော်ဟိုမှာအရိနာနာခိုးတယ်ဆိုတာခိုးတဲ့ခံတော့မရောက်သေးဘူးနည်းနည်းပြောမယ်ဆိုရင်သူများပစ္စည်းဟိုကိုကယူတယ်ဆိုရင်ဒါယူတာဟိုကာယကံပေါ့နော်ယူလို့တဲ့စိတ်ကဒါမနောကံပေါ့ဒီမနောကံပါလို့သူအရိနာကံရောက်တာလေအကယ်၍ဟိုဘာခေါ်မလဲဆိုတော့ခိုးလို့တဲ့စိတ်မပါဘူးကိုပစ္စည်းတွေမှားပြီးယူလာတာတကယ်တော့သူများပစ္စည်းနော်သူများပစ္စည်းကိုကိုပစ္စည်းထင်လာတာဟိုတနေ့ကမဟုတ်ဆရာမသူများကတော့ဖွင့်နေတာမှာသူများကတော့ဖွင့်နေတာသူကသူကိုကားထင်ပြီးတော့သူအဲ့ပိုက်ချင်းမြင်တော့ကားသခိုးထင်ပါပဲပေါ့ဆိုတော့အဲ့ဒါမှဆိုတော့အရိနာကံမမြောက်ဘူးဘာလို့ဆိုတော့ကိုပစ္စည်းထင်တာလေဆိုတော့အကယ်၍သာဟိုစိတ်ပါမပါကာယကံဝစီကံအရေးကြီးတယ်ဆိုရင်အဲ့မှာခုံးမြောက်နေပြီပဲเนาะမဟုတ်ဘူး तू ကကိုကားထင်လို့တော့ဖွင့်တာအဲ့တော့စိတ်ကကိုကားထင်တာလေအဲ့တော့ तू ခုံးမမြောက်ဘူးအဲ့တော့စိတ်ကအရေးကြီးတယ်เนาะစိတ်ကအရေးကြီးတယ်ဟုတ်